ဒီဗီဒီယိုမှာတော့ကျွန်တော်တကားဘေးတွေထည့်တဲ့ဟာကိုကျွန်တော်မြောက်ပြီးမယ်ဒီမှာတော့နှစ်ခုမြောက်ပြီးပေါ့နော်ဒီပထမတစ်ခုကတော့ဒီသူ့ထည့်တဲ့ဘာဝသေးနေပြီးတော့တကားဘေးကထူနေဒီတိုင်းဆိုရင်တကားဘေးကအောက်မှာဟနေမှာကွာအခုနောက်ပိုင်းဆိုမကြိုက်ကြတော့အဲဒါဆိုရင်အခုလိုမျိုးလေးကျွန်တော်တွေဘာဝလည်းသေးနေတယ်ဘာလည်းဟတ်ထည့်လို့မရဘူးကွာအဲဒါဆိုရင်အခုလိုမျိုးလေးလုပ်ဖို့နော်ကျွန်တော်တို့ပုံမှန်ဘာဝကြီးရင်တော့ကိစ္စမရှိဘူးဘောက်ကြီးတာလေးဆိုရင်တော့ရတယ်ဒါဆိုကြည့်လိုက်ဒါအောက်ပေါက်ကြီးသွားပြီနော်โอเคဒီမှာဆိုဒါဘောက်ကြီးနဲ့ကြတော့တနည်းပါနော်ဘောက်ကြီးနဲ့ကြတော့တနည်းရှိမယ်ဒါကြတော့ကျွန်တော်တို့ဒီတိုင်းပဲကျွန်တော်တို့အမှတ်မှတ်ပြီးတော့ကျွန်တော်တို့ဖြတ်ပြီးတော့အဲ့ဒီသူ့ရဲ့ဝရိတ်ဆော်ဖို့အတွက်သူ့ရဲ့စီတဲ့ဘောက်မှာစီတဲ့ဟောတို့ဓာတ်တွေကိုပဲကျွန်တော်တို့ပြန်ပြီးတော့ခောက်ထည့်ပြီးတော့ပြန်ပြီးတော့လောက်တာပေါ့နော်ဟုတ်ပါမလို့တဲ့ဘက်ကတော့ကျွန်တော်တို့ဖြတ်ထုတ်လို့ရပါတယ်ဒီကျန်တဲ့နေရာလေးလိုအပ်တဲ့အရာတွေကတော့ကျွန်တော်တို့အခုတိုင်လေးပဲလုပ်ပြီးတော့ပြန်ပြီးခောက်ထည့်ပြီးသူ့နဲ့ကျွန်တော်ပြန်ပြီး spot ထွေလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့တကားအောက်ကဘေးပေါက်ကကျင်းသွားပြီเนาะကျွန်တော်အရင်တော့ဆိုရင်ဘေးပေါက်